causes abundance mentality အိမ်မှာအလုတ်လာလုပ်ပေးတဲ့မိန်းကလေးကိုကျမကလစဉ်စံတအိတ်စီတပုံးမှာပေးပါတယ်စံတွေစီတွေနဲ့သူအိမ်ပြန်သွားတဲ့နေ့ဆိုရင်သူ့အိမ်နာပတ်ဝန်းကျင်ကလူတချို့လာပြီးစံလေးတွေစီလေးတွေချီကြတယ်လို့ဆိုပါတယ်ဘေးအိမ်ကအတော်ကြီးကစံနှလုံးချီသေးတယ်သူ့သမီးစီကလာကရရင်ပြန်ဝယ်ပေးမယ်တဲ့အိမ်ရှိကအမကြီးကစီလေးနှစ်စွန်းလောက်ချီသေးတယ်စာသည်ဖြင့်ကျမကိုပြောပြရတဲ့ဒါပေမဲ့အေးကတော့ပြန်တောင်းမနေပါဘူးပြန်ပေးမနေနဲ့ဒေါ်ကြီးဆိုပြီးလှူလိုက်တယ်ပေးလိုက်တယ်လို့ပြောပါတယ်ကောင်းလိုက်တာမအေးလဲမရှိတဲ့ကြားကလှူပြစ်နေတာပေါ့လို့တာရုခေါ်လိုက်ရပါတယ်သူလည်းအဆင်ပြေတယ်မဟုတ်ပဲရုန်းကန်နေရသူပါပဲသူ့အမျိုးသားလည်းအလုံးမရှိရှာဘူးကလေးနှစ်ယောက်နဲ့အိမ်ငှားကနေရွာကမိဘတွေတခါတလေထောက်ပံ့ရတာနဲ့တယောက်တည်းပတ်ချလဲရိုက်နေတယ်ဒီတွေကမှသူရတာလေးတွေကိုရော်သွားမှကုံသွားမှမစိုးပဲပေးတယ်ဝေးတယ်ဆိုတာစိတ်ဓာတ်အားဖြင့်ပြည့်စုံကြွယ်ဝတဲ့ abundance mentality ရှိလို့ပဲဖြစ်ပါတယ်မြန်မာစကားမှာတော့ giving is the secret source of abundance လို့ဆိုကြတယ် giving ဆိုတာပေးကမ်းခြင်းဖြစ်ပြီး abundance ဆိုတာကြွယ်ဝပြည့်စုံခြင်းကိုဆိုလိုပါတယ်ပြည့်စုံကြွယ်ဝခြင်းရဲ့လှုပ်ဝက်ချက်အရင်အမြစ်ဟာပေးကမ်းလှူဒန်းခြင်းပဲဖြစ်ပါတဲ့ပေးလီရလေပါပဲ lack mentality ကို scarcity mentality လို့လည်းပြောကြတယ်ရှားပါတဲ့စိတ်မျိုးပေါ့တခုခုကိုမပေးခြင်းဘူးကုံသွားမှာဆိုရယ်ငါအတွက်မလောက်ငါဘူးမကြံတော့မှာဆိုရယ်စသည်ဖြင့်တွေးတတ်တဲ့စိတ်ဟာ lack mentality ပဲဖြစ်ပါတယ် fear base ကြောက်ရွံ့ခြင်းမှာအခြေခံနေ energy တွေကျသွားတယ်လှူဒန်းပေးကမ်းခြင်းနဲ့ပတ်သက်ရင်ငါတော့တိတ်မလှူတော့ဘူးလှူတာများသွားပြီစုထားတာတွေကလျော့သွားလို့မဖြစ်ဘူးတော်ပါပြီလေ1000မလှူတော့ဘူး100ပဲလှူတော့မယ်စသည်ဖြင့်ရီမှန်းထားတဲ့အတိုင်းမဟုတ်ပဲလျှော့လှူတာကန့်သက်ချက်တွေနဲ့လှူတာတန်တရားတွေနဲ့လှူတာဟာ lack mentality ပါပဲတခါတလေကြတော့လေလူတွေမှာ lack mentality ကပိတ်ဆို့ကာစီနေတတ်ပါတယ်ကျမကိုယ်တိုင်အလှူနဲ့ပတ်သက်ပြီးစိတ်ထဲကပါတလောက်မလုပ်ဖြစ်ပဲလောက်ခံနီးမှလျှော့လိုက်တာမျိုးတွေရှိတယ်ကိုတိတ်မကျေနပ်ဘူး limitation အကန့်အသတ်တွေနဲ့လှူလိုက်တယ်အဲ့ဒီအချိန်တုန်းကကျမရတဲ့လက်လာပါတွေဟာလည်းအကန့်အသတ်တွေနဲ့ပဲလာတယ်ပတ်စံဆိုတာမသေးသေး၍ပြန်ရှာလို့ရပါတယ်တည်သွားရင်ရှာထားသမျှမလှူလိုက်ရဘူးဖြစ်နေမယ်ဆိုတဲ့စိတ်နဲ့လှူလာတဲ့အခါအခုတော့စိတ်ကပါသလားလက်ကရောက်တဲ့ abundance mentality ကိုရလာတယ်ကားထဲမှာစံစီခောက်ဆွဲကြောင်စသည်ဖြင့်အထုပ်လေးတွေထည့်ထားပြီးသွားလျာမှာလိုအပ်တဲ့သူတွေကိုလှူပါတယ်ဒါကိုသိတဲ့လူတယောက်ကကျမကိုစီလေးတစ်ပလင်းလောက်ပေးပါလို့တရက်ကအလှူခံလာတယ်သူကိုစီတစ်ပလင်းသာမကစီတပုံစံတအိတ်ပါယူသွားပါလို့ပြေစုံအောင်ပေးကမ်းနိုင်တဲ့အတွက်ဝမ်းသာမိတယ်စိန်တွေရွှေတွေမလှူနိုင်ပေမဲ့စံစီစားစရာလောက်တော့လှူနိုင်တယ်အမြဲအသင်ရှိနေတယ်အားရပါရပဲလှူလိုက်ခြင်းတယ်သူများတွေအားရပါရလှူတာတွေ့ရင်လဲဝမ်းသာမိတယ်ပိုင်းလို့ဆရာတော်ကြီးကလည်းလှူတဲ့အခါစလေစုံဖြူဖြူစင်စင်ပျော်ပျော်ရွှင်ရွှင်ဖြစ်ရမယ်လို့ဆိုတာနာဘူးတယ်ဒီလိုပေးခွင့်ရတဲ့အတွက်ကိုလည်းအားရှိလာတယ် energy တွေရလာတယ်မကုံသွားဘူးထက်ရလာအောင်မယ်ပေးလို့ရသေးတယ်ဆိုတော့ယုံကြည်မှုလည်းပေါ်လာတယ် trust base ဖြစ်လာပါတယ်
အများကြီးမချမ်းသာပေမဲ့မခက်ခဲတော့ဘူးလိုချင်တယ်လို့စိတ်ကဖြစ်ရင်ပေးတဲ့သူပေါ်လာတာတွေလည်းမကြာခဏကြုံရတာအမှန်ပါပဲ lack mentality က negative energy ဖြစ်တယ် abundance mentality ကတော့ positive energy ဖြစ်တယ် abundance mentality နဲ့ lack mentality ရဲ့ကွဲပြားခြားနားချက်လေးတွေကိုလည်းဖော်ပြပေးလိုက်ပါတယ် abundance mentality ပြည့်စုံကြွယ်ဝသောစိတ် grateful ကိုယ့်ဘဝကိုကျေးဇူးတင်တတ်သလိုသူများအပေါ်လည်းကျေးဇူးတင်တတ်တယ် knows there is enough for everyone အားလုံးအတွက်လုံလောက်ပါတယ်လို့တွေးတယ် celebrates recognize other people တခြားသူတွေကိုအတိအမှတ်ပြုတယ်ဝမ်းသာပေးတယ် focus and notice abundance in current life အခုလက်ရှိဘဝမှာရနေတဲ့အရာတွေကိုသတိထားမိမြင်မိတယ် trust based ယုံကြည်မှုကိုအခြေခံထားတယ် can nourish your positive energy ကောင်းသောစွမ်းအင်တွေကိုပွာလာစေတယ် how can I serve others ကိုဘယ်လိုပေးရမလဲစဉ်းစားနေတယ် lack mentality တူရီရှားရီစိတ် ungrateful ကိုဘဝကိုရောသူများတွေကိုပါကျေးဇူးမတင်တတ်ဘူး knows there is not enough for everyone ဘသူအတွက်မှလုံလုံလောက်လောက်မရှိဘူးလို့တွေးတယ် jealous of other people မနာလိုစိတ်ရှိတယ် doesn't focus and notice abundance in current life အခုလက်ရှိဘဝမှာရနေတာတွေကိုမမြင်တတ်ဘူး fear based ကြောက်ရွံ့စိတ်ကိုအခြေခံနေ can deplete positive energy ကောင်းသောစွမ်းအင်တွေလျော့ကျသွားစေတယ် what's in it for me ကိုအတွက်ဘာရှိလဲပဲစဉ်းစားတယ်ဒါနပါရမီဖြည့်ဆည်းတဲ့နေရာမှာဒီစိတ်နှမျိုးကြောင့်ဘလို့အကျိုးရလဒ်တွေရနိုင်တယ်လဲဆိုတာသိစေခြင်းလို့ lack mentality နဲ့ abundance mentality အကြောင်းလေးကိုရေးတင်ပေးလိုက်ရပါတယ်